ဒီနေ့ skin structure နဲ့ temperature control ဘယ်လိုလုပ်တယ်လဲဆိုတာလေးကိုshare လုပ်ပေးသွားမယ်ပေါ့နော်ဒါဆို skin ကိုစပြီးရခါကျတော့ကြည့်ရအောင် skin မှာ structures တွေဘာတွေများပါတယ်လဲပေါ့နော်ဒါဆိုတာ skin ကိုတဲ့ layer 3ခုနဲ့ဖွဲ့စည်းတည်ဆောက်ထားတယ်ပေါ့ပထမ first layer တော့ဒါ epidermis ဆိုတဲ့ layer ဖြစ်ပါတယ် second layer ကျတော့ dermis ဆိုတဲ့ layer နဲ့ခေါ်ပြီးရခါကျတော့ third layer ကျတော့ဒါ hypodermis ဆိုတဲ့ layer နဲ့ဖွဲ့စည်းတည်ဆောက်ထားတယ်ပေါ့အဲတစ်ခုချင်းစီကိုစပြီးရခါကျတော့ကြည့်ရအောင်ဒါဆို epidermis မှာဘာတွေနဲ့ဖွဲ့ထားတယ်လဲဆိုလို့ရှိရင် epidermis ကိုဖွဲ့ထားတဲ့ layer ဒီ stratified squamous epithelium နဲ့ဒါဖွဲ့ထားခြင်းဖြစ်ပါတယ်ပေါ့နော် stratified squamous epithelium stratified squamous epithelium အလွာကြီးဖြစ်ပါတယ်ပေါ့နော် stratified stratified ဆိုတာဘာကြီးလဲဆိုရင်အထထလို့ပဲဘာသာပြရမှာเนาะအထထဖွဲ့စည်းတည်ဆောက်ထားတဲ့အလွာလိုက်ပေါ့เนาะနောက်က squamous ဆိုတာเนาะ cell square ပုံသဏ္ဍာန်ရှိเนาะ cells တွေပါတယ်နောက်က epithelium ဆိုတာအလွာလေးဖြစ်ပါတယ်เนาะဒါဆိုepidermis ကိုဘာနဲ့ compose လုပ်ထားလဲဆိုလို့ရှိရင် stratified squamous epithelium နဲ့လုပ်ထားပါတယ်เนาะဒါဆိုသူမှာဒီမှာဖြည့်မယ်ဆိုလို့ရှိရင်ဒါ cell တွေပေါ့เนาะ cell တွေကဒါအထထအလွာလိုက်ဖွဲ့ထားတယ်ပေါ့เนาะဒီမှာဆွဲမယ်ဆိုလို့ရှိရင်တော့အများကြီးဆွဲလို့ရပါသေးရဲ့เนาะဒါဆို epidermis ဆိုရလာပြီးပြီနောက်တစ်ခုက dermis ဆိုတဲ့အလွာမှာတစ်ချက်ကြည့်ကြရအောင်ဒါ dermis ဆိုတဲ့အလွာမှာဘာတွေပါတယ်လဲဆိုလို့ရှိရင်ပထမတစ်ခုဒီမှာအဝါရောင်နဲ့ဆွဲထားတော့ဂလန်းလေးတစ်ခုပါတယ်ပေါ့အဲ့ဒါကို sweat gland ဆိုပြီးရခါကြတော့ခေါ်ပါတယ် sweat gland เนาะ sweat gland ဆိုမြန်မာလို့ဆိုလို့ရှိရင်ချွေး gland ပေါ့เนาะချွေးတွေကိုလွတ်ထုတ်ပေးနေတဲ့ gland ပေါ့เนาะပူတဲ့အချိန်ဆိုလို့ရှိရင်တော့အဓိကအလုပ်လုပ်တာเนาะချွေး gland လေးပါမယ်နောက်တစ်ခုကဒီမှာ hair follicle ပေါ့နော်စပင်လေးတွေပါတယ်စပင်မွေးလေးပါတယ်စပင်ရဲ့ဘေးနားလေးမှာ oil gland ဆိုတာလေးကတ်နေရလေးတွေ့ရလိမ့်မယ်ပေါ့နော်ဒါလေးကတော့ oil gland ပေါ့ oil gland ကျတော့ sebum ဆိုတဲ့အဆီတွေကိုထုတ်လုပ်ပေးရပေါ့အဲဒါကြောင့်မလို့ဒါ skin တွေပေါ်မှာကြမ်းတမ်းခြင်းမရှိဘဲနဲ့ချွတ်ချွတ်မွေ့မွေ့လေးဖြစ်နေအောင်သူကနေအဓိက oil gland တွေတာဝန်ယူပြီးရခါကျတော့ oil တွေဒါမှမဟုတ် sebum တွေကိုထုတ်လုပ်ပေးထားလို့ lubricate ဖြစ်နေခြင်းဖြစ်တယ်ပေါ့နောက်တစ်ခုကhair ရဲ့ဘေးနားလေးမှာရှိရ muscle လေးတစ်ခုရှိရအဲ့ဒါကိုဒီ muscle ရဲ့နာမည်လေးကတော့ mark ရမယ်ပေါ့နော်ဒီနေ့အရေးပါတဲ့ဖွဲ့တယ်မှာပါဝါမယ်ဆိုတဲ့အခါကျတော့ဒါလေးမှတ်ထားရမယ် muscle ရဲ့နာမည်ကတော့ hair erector pili muscle ပေါ့နော်ဒါဆိုဒါသူ့ကိုကျတော့ဒီမှာရေးထားတဲ့နော်ရေးထားတဲ့အတိုင်းပြောမယ်ဆိုရင် hair erector muscle ဆိုပြီးရခါကျတော့ခေါ်တယ်နော်အဲ့ဒီ muscle ကသူအလုံးလုံးပြီးဆိုလို့ရှိရင် contract လုပ်လို့ရတယ် muscle ရဲ့သဘောတဘာဝ relax လုပ်လို့ရတယ်သူအလုံးလုံးပြီးဆိုလို့ရှိရင်သူ့မဲ့တူ attach လုပ်ထားတဲ့ mass နော် hair ကဘာဖြစ်လာလဲဆိုလို့ရှိရင်ထောင်လာတယ်ပေါ့နော်ဒါဆိုတာဒီကောင်တွေအလုံးလုံးလို့ရှိရင်စပင်မွေးလုံးတွေထောင်လာစေတော့ muscle ဆိုပြီးအလွယ်တကူမှတ်ထားလို့ရတယ်နောက်တစ်ခု dermis ထဲမှာဘာတွေရှိလဲဆိုလို့ရှိရင်ဒီမှာเนาะသွေးကြောလေးတွေရှိရပေါ့ပြောမယ်ဆိုလို့ရှိရင် capillary လေးတွေရှိရเนาะ dermis ထဲမှာဒါနီနဲ့ဆွဲထားတဲ့အကြောမြင်လေးတွေက capillary လေးကိုစားပြုထားတယ်နောက်တစ်ခုကကြတော့ဒီမှာเนาะအမြင်လေးတွေဒီအမြင်သေးသေးလေးတွေအမြင်လုံးသေးသေးလေးတွေကကြတော့အကုန်လုံးခေါ်เนาะစုပေါင်းပြီးတော့ collectively ခေါ်မယ်ဆိုလို့ရှိရင်တော့ nerve end တွေပေါ့เนาะအာရုံကြောလေးတွေဖြစ်ပါတယ်အာရုံကြောရှိရအတွက်ကြောင့်မလို့เนาะကျွန်တော်တို့ skin တွေကဒါအာယုခံနိုင်တယ် sensation တွေအာယုခံနိုင်တယ်ပတ်ဝန်းကျင်ကเนาะဘယ်လိုဖြစ်နေသလဲပူနေသလားကိုယ်ဘာနဲ့ထိတွေ့နေလဲအေးတဲ့အရာနဲ့ထိတွေ့နေရလားဒါမှမဟုတ်လို့ရှိရင်ဒါနာကျင်စေတဲ့အရာတွေနဲ့စူးနေရလားဆိုတာအာယုကြောတွေရှိနေလို့သာလေအာယုခံနိုင်ခြင်းဖြစ်တယ်နောက်တစ်ခုက hypodermis ဆိုတဲ့အလွာပေါ့နော် hypodermis ကတော့ဘာနဲ့လှုပ်ထားလဲဆိုလို့ရှိရင်ဒါ fatty tissue တွေနဲ့လှုပ်ထားတဲ့အဆီ layer အပြင်တစ်ခုဖြစ်ပါတယ်ပေါ့နော်ဆီ layer အပြင်ဆို skin structure skin မှာဘာတွေပါလဲဆိုတဲ့ဥစ္စာကိုဒါပြောပြီးွားပြီပေါ့နော်ဆို skin မှာဘာတွေပါလဲဆိုတော့ပြောပြီးွားပြီးရဲ့နောက်ပိုင်းမှာ skin က temperature control ဘယ်လိုလုပ်နေသလဲဆိုတာဆက်ပြီးရခါကျတော့ဆွေးနွေးကြမှာပေါ့အခုလိုမျိုးဒါပူပြင်းတဲ့ရာသီဥတုနဲ့ဆိုလို့ရှိရင်တော့ quality ပဲပေါ့နော် temperature control ဘယ်လိုလုပ်သလဲဆိုတာသိထားခြင်းအဖြစ်ဒါ knowledge တစ်ခုပို့ပြီးရခါကျတော့ကိုယ်စီမှာတိုးတာပေါ့နော်ဆို temperature control ပေါ့ဆိုလူတွေကတဲ့ temperature ဆိုတာဒါ human body ရဲ့temperature ဘယ်လောက်မှရှိတယ်ဗောနော် normal value အဲ့တော့ normal value ကနေစပြီးရခါကျတော့ mark up normal value ကဒါ
37 degree Celsius ဒါမှမဟုတ်လို့ရှိရင်လည်း98.3 degree Fahrenheit နဲ့လည်းပြောလို့ရအောင်เนาะဒါကတော့ normal body temperature ပေါ့ဒါတို့ human မှာရှိရဲ့ normal body temperature ပြောပါဆိုလို့ရှိရင်37 degree Celsius 98.6 degree Fahrenheit မှာတတ်တမတ်လည်းရှိနေရောเนาะဒါဆို37ကိုနည်းနည်းကျော်သွားပြီဥပမာ37.9တို့0.5တို့အဲ့လိုမျိုးကျော်သွားပြီဆိုလို့ရှိရင်ဒါ body ကနေသိပြီဆိုလို့ရှိရင်သူ့ကိုဘာပြန်လုပ်လဲဆိုရင် normal စီရအောင်ပြန်ဆွဲခေါ်ပြီးရောဒါမှမဟုတ်လို့ရှိရင်လဲ36 something ပေါ့တခုခုဖြစ်နေပြီဆိုလို့ရှိရင်ကြာနေပြီမှန်းသိရင် body ကနေပြန်ပူအောင်လုပ်ပေးရပေါ့เนาะဒါဆိုဒါကိုဒါ thermal regulation ဆိုပြီးပြောတယ်ပေါ့ဒါမှရေးပေးထားပါတယ် thermal regulation ပေါ့เนาะ human body အဲ့ thermal ဆိုတာ temperature ကိုပြောတာ regulation ဆိုတာကြတော့ထိန်းညှိခြင်းပေါ့เนาะဒါဆိုတာ thermal regulation human body မှာ skin ကဘယ်လိုလေးအဓိကပါဝင်ပြီးတော့အလုပ်လုပ်နေလဲဆိုတာဒီနေ့ဆွေးနွေးကြမှာပေါ့เนาะအဲ့တော့ခုနပြောသလို the body keeps temperatures เนาะ within few tenths of degree of normal 37 degree Celsius ခုနပြောသလိုခန္ဓာကိုယ် body temperature ဥပမာ 37.5 တို့4တို့3တို့6တို့နော်8တို့9တို့အဲ့လိုမျိုးပေါ့ point degree လေးနည်းနည်းလေးတက်ရောက်နော်တက်လာပြီဆိုလို့ရှိရင်ဒါမှဒါ body ကနေအလှုပ်ရှားလုပ်ပြီးပေါ့နော်အဲ့ဆိုဘယ်နေရာနေတိသွားတယ်လဲပေါ့ခန္ဓာကိုယ်မှာ body temperature နေတက်လာပြီဆိုလို့ရှိရင်ဒါ brain ထဲမှာရှိရဲ့ organ လေးကနေတိသွားတယ် brain ထဲမှာရှိ area လေးတစ်ခုပေါ့နော်ပြောမယ်ဆိုရင်အဲ့ area ရဲ့နာမည်ကိုဒီမှာပြောပြထားတယ်အဲ့ဒါ hypothalamus လို့ခေါ်တယ်နော် hypothalamus ဆိုတာ brain ထဲမှာရှိရဲ့ area လေးတစ်ခုပစ္စည်းလေးတစ်ခုဖြစ်တယ်သူကနေခန္ဓာကိုယ်မှာbody temperature တွေကတော့တက်လာပြီအဲ့ဆိုငါတို့နော်ပြန်ပြီးတော့ short ချဖို့လိုတယ်ဆိုပြီးရခါကျတော့ तू ကတိသွားပြီ control ပြန်လုပ်ဖို့လိုတယ်ဆိုတော့တိသွားလို့ရှိရင်နော် तू ကနေစပြီးရခါကျ feedback လေးတစ်ခုပေးရဲအဲ့ဒီ feedback ကို negative feedback ဆိုရပြောတာနော် negative feedback ဆိုတာပြန် short ချတဲ့ feedback လေးတစ်ခုစတင်တော့ပါမယ်ဒါဆိုဒါ flow chart လေးရေးပေးထားတယ်နော် test book မှာပါတဲ့ဥစ္စာစာအပြည့်ကြီးဖြစ်နေတဲ့အခါကျတော့တချို့ကြတော့ဒါဖားတာညင်းငွေတယ်ဘာညာဆိုတဲ့အခါကျတော့ဒါ flow chart လေးနဲ့အကုန်လုံးလည်းရှင်းရှင်းလေးလေးသိသွားဆိုပြီးတဲ့အခါကျတော့လုပ်ပေးထားတယ်ပေါ့နော်အဲဆို number 1ကနေစပြီးတဲ့အခါကျကြည့်ကြမယ် rise in body temperature နော်ဥပမာဆို above 37 degree Celsius ကိုကျော်နေပြီဆိုလို့ရှိရင်ခုနပြောတယ်body မှာ brain မှာရှိရဲ့ hypothalamus ဆိုတဲ့ control center တည်သွားပြီနော် detects increase in cold body temperature တည်သွားပြီဆိုလို့ရှိရင် သူကနေစပြီးတော့ nerve impulsive to skin နော် nerve impulsive ဆိုတာဒီနေရာမှာဘာသာပြမလဲဆိုလို့ရှိရင် nervous system information တွေ skin ကိုပို့လို့လိုက်ပြီးတော့နော် skin ကိုလာပြီးတဲ့အခါကျတော့အမိတ်လာပေးပြီး nerve က information တွေရောက်လာပြီး skin စီကိုရောက်လာပြီးတဲ့အခါကျလို့ရှိရင် skin မှာဘာတွေလောက်ကြ changes တွေဖြစ်မဲ့အဲ့ဒါကိုရေးထားတယ် response နော် to increase heat loss and cool the body เนาะဒါဆို heat loss ကိုတုတ်ပြန်ပြီးတဲ့ခါကျတော့ခန္ဓာကိုယ်အေးသွားအောင်ဆိုပြီးတဲ့ခါကျတော့ resport တုတ်ခုဖြစ်ပါမယ် resport တုတ်ခုအောက်မှာစင်ပေးထားတယ်เนาะ A ကတော့ဒါ swag လာအလုပ်စားလုပ်ပဲ B ကတော့ hair erector muscle တွေကနေလှုပ်ရှားလုပ်ပဲ C ကတော့ဒါ vasodilatation ဆိုပြီးတဲ့ခါကျတော့သွေးကြောလေးတွေကျဲလာမယ်ပေါ့เนาะဒါဆိုတစ်ခုချင်းစီစပြီးတဲ့ခါကျတော့သွားကြည့်ကြရအောင်အဲ့တော့ A မှာစကြည့် sweat gland activated နော် sweat gland ဒီမှာခုန structure မှာလည်းပြထားပြီးသား skin structure ပြောတဲ့ထဲမှာလည်းပါသွားပြီးသားနော်ဒီမှာ sweat gland သူ့ဘာဒါလေးရှိရော dark လေးရှိရောနော် dark က epidermis ကိုဖောက်ထွက်ပြီးတဲ့ခါကျတော့အပြည့်ထိနော်ဖောက်ထွက်နေ penetrate လုပ်ထားပါနော် epidermis အဲ့တော့ဒါ sweat gland မှာပါတယ် sweat gland ရဲ့dark ကလေးပေါ့နော်အဲဆိုသူ့ရဲ့ dark ကလေးရှိရခါကျတော့ sweat gland ရဲ့ dark ပေါ့နော် dark ကလေးရှိရခါကျတော့ဒါဒီကနေချွေးတွေအပြင်ကိုစွတ်ထုတ်လို့ရသွားတာပေါ့နော်ဒါဆို sweat gland ကနေစပြီးတော့ activate ဖြစ်လာအခုကတော့ပူတဲ့ကိစ္စပြောနေပါနော်ပူတယ်ဆိုလို့ရှိရင်ချွေးထွက်တော့မယ်အဲ့တော့ပထမတစ်ခု sweat gland activated နော် sweat gland တွေ activated ဖြစ်လာအဲဆိုရေးထားတာတစ်ခုချင်းစီသွားကြည့်ရအောင် diagram နော်ရ flow chart diagram လေးလုပ်ပေးထားတယ်ဆို sweat gland နော် produce greater amount of sweat တွေစပြီးတော့ထုတ်လုပ်ပြီးနော် sweat gland တွေက sweat တွေစပြီးတဲ့ခါကျတော့ dark ကလေးကနေထွက်လာပြီးပေါ့နော်ပြင်ပါsweat is secreted onto the surface of the skin နော် skin ရဲ့ပြင်ပါရောက်လာပြီးဆိုလို့ရှိရင်စပြီးတဲ့ခါကျ sweat က evaporate ဖြစ်မယ်ရင်ငွေ့ပြန်မယ်ပေါ့နော်ရင်ငွေ့ပြန်မယ်ဆိုတာ liquid ကနေ gas ဘဝကိုကူးပြောင်းတာပေါ့အဲ့တော့ liquid ကနေ gas ကိုကူးပြောင်းချင်လို့ရှိရင်သူ့မှာ heat တွေအများကြီးသုံးလိုက်ရတယ် evaporation needs
energy ရောနော်အဲ့ဒါကို latent heat or vaporization ပေါ့ဒါဆိုရင်ငွေ့ပြမယ်ဆိုရင် heat တွေအများကြီးသုံးလိုက် heat ကဘယ်ဟာ heat ကိုယူသုံးလဲဆိုရင် body က heat တွေကိုယူသုံးပလိုက်ရတာရင်ငွေ့ပြဖို့အတွက်အဲဆိုခန္ဓာကိုယ်မှာ heat တွေ consumption များသွားပြီဆိုလို့ရှိရင် heat တွေလျော့နေသွားပြီခန္ဓာကိုယ်အေးမြလာမှာပေါ့နော်ဒါဆို energy is taken from the bodies နော်အဲဆို heat cooling the body down တဲ့ခန္ဓာကိုယ်အေးမြသွားမယ် sweat ကလားလှုပ်ပေးလိုက်လို့ပထမအဆင့်အေးမြသွားဒါပေမဲ့သူ့မှာမသားစရာချွတ်ချက်ကလေးရှိရော in very humid conditions example ဆိုလို့ရှိရင် tropical rainforest ဆိုတဲ့ region တွေမှာပေါ့နော် humid ဆိုတာဒီမှာတော့ဒါခန္ဓာကိုယ်ပတ်ဝန်းကျင်စူထိုက်စတွေဖြစ်နေပတ်ဝန်းကျင်ရနော်လူတွေနေထိုင်တဲ့ပတ်ဝန်းကျင်ဘေးပတ်ဝန်းကျင်မှာစူထိုက်မှုတွေတအားများနေလို့ရှိရင်တော့ sweat stay on the skin does not evaporate very little cooling effect ဆိုလိုချင်တာကတော့ပတ်ဝန်းကျင်ရစူထိုက်စတွေတအားများနေလို့ရှိရင်ချွေးငွေ့ရသိမ့်မပြန်ချွေးရသိမ့်မပြန်တဲ့အခါကျတော့နော်ပြေဟိုဒါနော် evaporation သိမ့်မဖြစ်နိုင်ဘူးပတ်ဝန်းကျင်ကစိုးနေလို့ရှိရင်နော်စိုးထိုင်းစားတွေဒါအများနေအဲ့လိုမျိုးဆိုလို့ရှိရင်ဆွဲကလားအလုပ်လုပ်တဲ့ cooling effect ကတော့တိတ်ပြီးတော့ထိရောက်မှုမရှိပါဘူးဆိုပြီးပြောထားတယ်နော်အဲဆိုတာဆွဲကလားကိစ္စလုပ်တာပြီးသွားပြီနောက်တစ်ခုက hand erector muscle လုပ်တာသွားမယ်နော်အဲဆိုတာ hand erector muscle ကခုနမိတ်ဆက်ပြီးသွားပြီပေါ့နော်ဒီစပင်ရဲ့ဘေးနားလေးမှာ follicle ရဲ့ဘေးနားလေးမှာရှိရ muscle လေးတွေသူက muscle ဆိုတဲ့သဘောတဘာဝရာ contract လုပ်လို့ရတယ် relax လုပ်လို့ရတယ်အဲဆိုသူ contract လုပ်ပြီးဆိုလို့ရှိရင်ဘာဖြစ်သွားမလဲနော်ဒီမှာပုံနဲ့ပြထားတယ်အဲ contract လုပ်လို့ရှိရင်စပင်မွေးတွေဒီမှာနော်ထိုးထောက်နဲ့ upright position ဖြစ်သွားတယ်သူ relax လုပ်ပြီးဆိုလို့ရှိရင်စပင်ကတစ်ခါလဲသွားတယ်ပေါ့နော်အဲဆိုတာဒီ muscle လေးတွေအလုံးလုံးနေရချင်းပြစ